ဒီစကားပုံတွေရဲ့အဓိပ္ပာယ်ကိုသိလားနောက်ထပ်မြန်မာဆွေမျိုးစကားပုံတွေကြည့်ကျင်သေးရင်လည်း subscribe လုပ်ထားပေးပါအောင်နော် like တစ်ချက် share တစ်ချက်နှိပ်ပေးသွားဖို့လည်းမမေ့ပါနဲ့နော်ထိုင်မလဲတဲကော်အဓိပ္ပာယ်မှာအပင်ပန်းမခံဘဲအလွယ်တကူစည်းစိမ်ဥစ္စာရှာဖွေရရှိခြင်းကိုဆိုလိုပါသည်ထိုင်နေရာမှမထဘဲဘေးနားရှိတဲများကိုကော်ယူရသကဲ့သို့အားစိုက်ထုတ်မှုအနည်းငယ်ဖြင့်အကျိုးအမြတ်အမြောက်အများရရှိနေသည့်အခြေအနေကိုတင်စားခြင်းဖြစ်သည်ငါသမီးတော်လှဆိုရောက်မှမြင်းစည်းထွက်ဟူသည်မှာမြန်မာစကားပုံတစ်ခုဖြစ်သည်ငါသမီးတော်လှသည်ဟုချီးမွမ်းခါမှသမီးဖြစ်သူကရောက်မှကိုမြင်းစည်း၍ထွက်လာသကဲ့သို့အထင်တကြီးချီးမွမ်းခါမှမဖွယ်မရာပြုမူပြောဆိုသည်မိမိကိုမယုံတဲ့သူကိုဘာမှပြန်မပြောနဲ့အောင်မြင်မှုနဲ့ပဲသက်သေပြလူတိုင်းကမင်းကိုယုံကြည်ဖို့မလိုအပ်ဘူးစကားနဲ့ရှင်းပြရင်မယုံတဲ့သူကိုပိုပြီးပင်ပန်းစေတတ်တယ်အဲ့ဒါကြောင့်ပြန်မပြောဘဲကိုယ်လုံးရက်နဲ့ပဲပြပါအောင်မြင်မှုဆိုတာစကားထက်ပိုကျယ်လောင်တဲ့သက်သေပဲတနေ့မှမင်းမပြောဘဲလုပ်ခဲ့တာတွေကသူတို့ကိုအဖြေဖြစ်သွားလိမ့်မယ်